ညာထုတ်ပြီးပုံစံနဲ့ကျွန်တော်လုပ်တာဖြစ်ပါတယ်တော်တက်လုပ်ရပွဲမဟုတ်ပါဘူးဗျကျွန်တော်တို့ရန်ကုန်စစ်ဒေသပေါ့နော်ကျွန်တော်တို့တိုက်ရင်ကျွန်တော်တို့9-3-3ပေါ့နော်ရန်ကုန်စစ်ဒေသတိုက်ရင်9-3-3ကိုကျွန်တော်တို့ကျင်းပပြုလုပ်ပြီးပွဲဖြစ်ပါတယ်အဲဒီဘယ်မှာပါဝင်နေကျွန်တော်တို့ပညာရှင်တွေကတော့ကျွန်တော်တို့သမင်းသားတွေရောပေါ့နော်ကျွန်တော်တို့မင်းသားရန်ရင်လူစောင့်ပြီးသမင်းသားတွေပါတယ်ဒီမှာစီရမင်းကြီး20တောင်စောင့်ပြီးတော့သမင်းကြီးပါတယ်ပြီးတော့ကျွန်တော်တို့လူဦးကန်ရထောင်းဖို့အားမှန်ဆိုတဲ့ကျွန်တော်တို့ကိုရောက်တော့စောင့်တဲ့အရင်ဖွဲ့တွေပါတယ်ပြီးတော့ကျွန်တော်တို့ဒီအောင်းရင်းခုမှကျွန်တော်တို့ဒီကအဖွဲ့လုံးပါတယ်ပြီးကျွန်တော်တို့မင်းသမီးဖြစ်တဲ့မင်းသားတွေငယ်တွေကျွန်တော်တို့အများကြီးပေါင်းဝင်ထားတဲ့ပွဲဖြစ်ပါတယ်